ကျမကတော့လောကသားတွေကိုကယ်တင်ဖို့ကိုရစ်ပူဇော်ခဲ့ရတဲ့ရှေးဟောင်းတဲ့ဘုရားမျိုးနွယ်ဝင်တူပါသူကကျမကိုမှတ်မိနိုင်ဖို့အတွက်ငွေကြေးကုန်ပုံစံတန်ရောစင်အမှတ်သားကိုခန့်နေပေးခဲ့ပါတယ်ကျမခန္ဓာကိုယ်ပေါ်ကအဲ့ဒီအမှတ်သားဟာကျိန်စာမဟုတ်ပဲသူနှစ်ပေါင်း1000တိုင်ဆောင်စားခဲ့တဲ့ချစ်ချင်းတက်တည်မှန်းသိလိုက်ရတဲ့အခါမျက်ရည်မစဲနိုင်ဖြစ်ခဲ့ရပါတယ်အသက်18နှစ်ပြည့်လို့ကျမပြစ်လိုက်တဲ့ပန်းမိုးလုံးဟာသူ့စီကိုတိုက်ဆိုင်စွာရောက်သွားတာမဟုတ်ပဲကျမတို့ရဲ့ကံကြမ္မာကိုပြန်လည်စတင်ဖို့သူစီစဉ်တွက်ချက်ပြီးစောင့်ဆိုင်နေခဲ့တာပဲဖြစ်ပါတယ်အေးဆက်ခံရတဲ့သူ့မျက်ဝန်းတွေကနူးညံ့မှုမှာကျမနေမုန်းမိတယ်အရှင်ကကျမဒူးနာမှာဆိုလို့အမွှေးတိုင်တွေကိုမြန်မြန်ကုန်အောင်လုပ်ပေးခဲ့တာရောတခြားသူတွေကျမကိုမထိရအောင်တားဆီးပေးခဲ့တာရောအားလုံးဟာသူကိုယ်တိုင်လုပ်ပေးခဲ့တာပါသူ့ရဲ့ကျင်နာဂရုစိုက်မှုတွေကြောင့်ကျမဟာဘယ်တော့မှတယောက်တည်းမဟုတ်ခဲ့မှန်းသိလိုက်ရပြီးဝမ်းသာပီတိမျက်ရည်တွေကျလာမိတယ်သူကကျမရဲ့မျက်ရည်တွေကိုအသားအရတုပ်ပေးရင်နောင်ကိုဘယ်တော့မှစိတ်မစင်ရဲစေရဘူးလို့တတိပေးခဲ့ပါတယ်နောက်တနေ့မနက်မှာတော့သူပေးထားတဲ့ကြောက်စိမ့်လက်ကောက်လေးကြောင့်ကျမရဲ့ထူးဆန်းတဲ့ရေပြားယောဂါတွေပျောက်ကင်းသွားခဲ့တယ်သူကကျမရဲ့လက်ကိုစုပ်ကိုင်ရင်အမှတ်သားတွေကိုနှိမ်နှင်းပေးထားလို့အခုဆိုရင်ဖုံးကွယ်စရာမလိုပဲပုံမှန်တိုင်းနေထိုင်လို့ရပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်ကျမရဲ့လက်ကလေးတွေပြန်လဲဖြူစင်သွားတာကိုကြည့်ပြီးအရန်ကိုအံ့ဝမ်းသာဖြစ်မိပါတယ်ကျမကိုလက်ကိုပြန်ကြည့်ပြီးတော့အရင်ကရှိခဲ့တဲ့အရေကွန်ချမ်းတွေပျောက်ပြီးဖြူစင်ချုံးမွေသွားတာကိုအံ့ဩစွာတွေ့လိုက်ရတယ်။ဆယ်ရှင်းနှလုံးလုံးခံစားခဲ့ရတဲ့တိမ်ငယ်စိတ်တွေပျောက်ဆုံးသွားပြီးလင်းရွံရဲ့ရင်ခွင်ထဲမှာအားရပါးရငိုချလိုက်မိတယ်။ကျမရဲ့မိဘတွေကလည်းတမီးဖြစ်သူရဲ့ထူးဆန်းတဲ့ယောဂပျောက်ကွယ်သွားတာကိုကြည့်ပြီးဝမ်းသာမျက်ရည်ကျခဲ့ကြပါတယ်။လင်းရွံကကျမကိုနတ်ဖျားတစ်ပါးလိုနူးညံ့စွာပြုစုယူရပြီးမင်းကမူလကတည်းကအရန်လာတာပါလို့ချီးမွမ်းခဲ့တယ်။အရင်ကရုပ်ဆိုးလာကြည့်ရဲဆိုပြီးအိမ်ထဲမှာပဲပုံနေခဲ့ရတဲ့ကျမဟာအခုတော့လင်းရွံရဲ့လက်ကိုတွဲပြီးရွာလမ်းမပေါ်မှာပေါ်ထင်ရှောက်လန်းနိုင်ခဲ့ပြီ။ရွာသားအားလုံးကလည်းအိမ်ထဲမှာပဲအောင်းနေတတ်တဲ့စုမိသားစုကတမီးချောလေးကိုကြည့်ပြီးအံ့ဩနေကြသလိုဘေးကပါလာတဲ့သူဟာနတ်ကုန်းတွေကနတ်ဖျားနဲ့တထေရတဲ့တူနေတာကြောင့်ယိုသေးသေးဂါရဝပြုကြတယ်။တစုံတစ်ယောက်ရဲ့အကာအကွယ်အောက်မှာရဲရဲဝံ့ဝံ့ရှောက်လန်းရတာဟာတကယ်ကိုစိတ်အေးချမ်းဖို့ကောင်းလာပါတယ်